ဒီဗီဒီယိုလေးကအမတို့ကိုလက်တွေ့စမ်းပြပေးမယ့်ဗီဒီယိုလေးအင်လာအခုလက်ဆေးပြမယ်အမတို့ရေတုပ်ပြမယ်အဓိကတော့အမုံထွက်မထွက်နဲ့သူ့ရဲ့ quality လေးကိုအမတို့ကိုတခြားလေးပြချင်တာဖြစ်တဲ့ကြောင့်မို့လို့ဒီဗီဒီယိုရန်ချင်းဖြစ်ပါတယ်သူကအမတို့ lucky တစ်စိတ်ပေါ့နော် lucky တစ်စိတ်ကိုမှဒီလိုအထုပ်အသေးဒီထဲမှာ12ထုတ်ပါတယ်ပေါ့12ထုတ်တွဲပေါ့12ထုတ်တွဲသူကလေအရင်တော့ကလေရောင်းဘူးတယ်အခုမှသူကပစ္စည်းလေးပြန်ဝင်တာမို့လို့ပေါ့နော်အဓိကသူကလေအသားတော်တော်ကောင်းနေပြီလားပေါ့3လွှာပါတယ်ဒီလိုတစ်ထုပ်မှာအရွက်ဒီလို100အပြည့်ပါတယ်သူကတော့အနေရော size ပဲသိလားအနေရော size ပဲအမတို့လက်ဆေးပြီးတဲ့ခါကျလို့ရှိရင်3လက်အဆင်ပြေတယ်ပါဇက်တုပ်လက်တုပ်ပေါ့အမရေပါဇက်တုပ်လက်တုပ်အဆင်ပြေတယ်တော်တော်လေးမိုက်တယ်လုံးဝသူကလေအမောက်မထွက်ဘူးသိလားခွာချင်းပြေးချင်းလုံးဝမရှိဘူးဒါပေမဲ့ည2ရွက်တော့3ပေါ့နော်2ရွက်တော့3လက်ဆေးရဆိုရင်တော့ဆို2ရွက်3မင်းကပြအမတို့လုံးဝနော်မကြည့်အမွှေးဆိုလုံးဝအမုံဆိုလုံးဝမထွက်ဒီမှာဒါဆိုရေရွှဲတဲ့လက်ကိုတော့မတုတ်ထားတာလေမကြည့်လုံးဝပြဲတာမျိုးလုံးဝမရှိဘူးနော်တော်တော်မိုက်တယ်အမတို့ပစ္စည်းကတော်တော်လေးမိုက်တယ်ဒီလိုတစ်ထုပ်မှာ3လွှာပါတယ်အရွက်100အပြည့်ပါတယ်ပြီးလို့ရှိရင်ဒီလိုတွဲမှာဆိုလို့ရှိရင်အမတို့12ထုတ်ပါတယ်နော်12ထုတ်ပါတဲ့တွဲကိုဒီလာကအမတို့ကိုတစ်ထုပ်ကို1200ဆုံးနဲ့ရောင်းပေးမယ်တွဲလုံးယူမယ်ဆိုလို့ရှိရင်15000နဲ့900